ရဲစွမ်းတက်တီနဲ့ဂုံတိတ်ခါအတွက်ရန်သူဥကောင်းမှုယူရတဲ့ဒလိရှိခဲ့မှုတဲ့လူမျိုးစုသူတို့ဟာအိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းနာဂလန်ပြည်နယ်နဲ့မြန်မာနိုင်ငံရဲ့အနောက်မြောက်ပိုင်းကစကိုင်းတိုင်းဒေသကြီးမှာအဓိကနေထိုင်ကြတဲ့နာဂလူမျိုးစုတွေပဲဖြစ်ပါတယ်။တိဘက်မြန်မာနယ်ဝဲလူမျိုးစုတွေဖြစ်ကြပြီးတော့လူမျိုးစုပေါင်း20ကျော်ပါဝင်ပါတယ်။နာဂလူမျိုးတွေဟာတောင်ကုန်းဒေသတွေမှာရွာငယ်လေးတွေတိစောက်ပြီးတော့နေထိုင်ကြပါတယ်။သူတို့ရွာတွေကိုရန်သူတွေရဲ့တိုက်ခိုက်မှုကနေကာကွယ်နိုင်ဖို့အတွက်ဖြူဟာချက်ချတိစောက်လေးရှိပါတယ်။ရွာတိုင်းမှာမိုးရုံလို့ခေါ်တဲ့လူပြိုဆောင်သို့မဟုတ်ယောက်ျားလေးဆောင်ရှိကြပြီးတော့အဲ့ဒီမှာရိုးရပညာစစ်ပညာနဲ့ဒလိထုံတန်းတွေကိုသင်ကြားကြပါတယ်။သူတို့ရဲ့အထူးအသက်မွေးဝမ်းကြောင်းကတော့စိုက်ပျိုးရေးဖြစ်ပါတယ်။တောင်ရစိုက်ပျိုးခြင်းနဲ့လှေကလေးစိုက်ပျိုးခြင်းတွေကိုအထူးထားပြီးပြုလုပ်ကြပါတယ်။တသပပုထွန်းထုခြင်းချင်းရက်ခြင်းအဝိအထည်ပြုလုပ်ခြင်းနဲ့မြေအိုးလုပ်ငန်းတွေမှာလည်းကျွမ်းကျင်ကြပါတယ်။ရွာဝင်ပေါက်တွေနဲ့အိမ်ဝင်ပေါက်တွေမှာဆိုရင်အမှုပညာလက်ရာမြောက်တဲ့တသပပုတွေနဲ့အလားဆင်ကြပါတယ်။ရိုးရာဝတ်စုံတွေကိုလည်းကိုယ်တိုင်ရက်လုပ်ကြပါတယ်။မျိုးနယ်စုအလိုက်ဝတ်စုံတွေမှာမတူညီတဲ့အယောင်တွေပုံစံတွေကသူတို့မျိုးနယ်စုတွေရဲ့ကိုယ်ပိုင်အမှတ်သားတွေကိုဖော်ပြကြပါတယ်။နမွေးတွေစင်ဆွဲပလဲလုံးခရုကုန်တွေကလည်းအလားတင်ပစ္စည်းရဲ့ဖြစ်အသုံးပြုကြပါတယ်။နာဂလူမျိုးစုတိုင်းမှာကိုယ်ပိုင်ရိုးရာပွဲတော်တွေရှိကြပါတယ်။နာဂလူမျိုးစုအားလုံးရဲ့ယဉ်ကျေးမှုပေါင်းစုံကိုတနေရာထဲမှာမြေတွင်းနိုင်တဲ့ပွဲတော်ကတော့နာဂလန်ပြည်နယ်မှာနှစ်စဉ်ဒီဇင်ဘာလ1ရက်နေ့ကနေ10ရက်နေ့ထိကျင်းပတဲ့ Home Build ပွဲတော်ပဲဖြစ်ပါတယ်။ဒီပွဲတော်ဟာနာဂရိုးရာအမွေအနှစ်တွေကိုထိမ့်သိမ့်ပြီးခရီးသွားလုပ်ငန်းကိုမြင့်တင်ဖို့အရေးပါတဲ့အခမ်းကဏ္ဍမှာပါဝင်ပါတယ်။အတိတ်ခါကတော့နာဂလူမျိုးတွေဟာခေါင်းတိုက်ခိုက်ခြင်းဆိုတဲ့ဓလေ့ကိုကျင့်သုံးခဲ့ကြပါတယ်။ရန်သူမျိုးနွယ်စုတွေရဲ့ဥကောင်းကိုပြူပြီးအောင်ပွဲခံတဲ့ဓလေ့ဟာသူတို့ရဲ့ရဲစွမ်းချက်နဲ့ဂုံတိတ်ခါကိုပြသတဲ့နည်းလမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ထိုဓလေ့ဟာ20ရာစုအစောပိုင်းမှာစပြီးတော့ခရစ်ယာန်ဘာသာပုံမှုပြန်ပွားလာပြီးနောက်ပိုင်းတဖြည်းဖြည်းမှေးမှိန်လာခဲ့ပါတယ်။အိန္ဒိယအစိုးရနဲ့မြန်မာအစိုးရတို့ကလည်းဒီဓလေ့ကိုလုံးဝတရားမဝင်ဘူးလို့သတ်မှတ်ပြီးတော့ပိတ်ပင်ခဲ့ပါတယ်။ယခုခါမှာလည်းနာဂလူမျိုးများဟာဒီဓလေ့ကိုလုံးဝဆွန့်လွတ်လိုက်ပြီးတော့သူတို့ရဲ့ရိုးရာအမွေအနှစ်တွေကိုငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ကာကွယ်ဆောက်ရှောက်ကြပါတယ်။လမ်းမဆက်သွယ်ရေးကြောင်းတွေကိုပြောရမယ်ဆိုရင်မြန်မာနိုင်ငံစကိုင်းတိုင်းဒေသကြီးမှာရှိတဲ့နာဂကိုပန်အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့လေရှိလက်ဟဲနန်းယုံမြို့တွေကတွားရေးလာရေးလွန်စွာခက်ခဲတဲ့ဒေသတွေပဲဖြစ်ပါတယ်။နာဂတောင်တန်းတွေကလမ်းတွေကမတ်ဆောက်ပြီးတော့ခွေးကောက်ပါတယ်။လမ်းတွေကများသောအားဖြင့်မြေသားလမ်းတွေဖြစ်ပြီးတော့မိုးရင်းကာလာဆိုရင်မြေပြိုမှုတံတွေကိုများစွာခံရပြီးတော့ကြေးရွာတွေနဲ့အကြာကြီးဆက်သွယ်ပြတ်တောက်သွားတတ်ပါတယ်။ထို့ကဲ့သို့လမ်းမဆက်သွယ်ရေးခက်ခဲတာကြောင့်ကုန်စည်ပို့ဆောင်ရေးဈေးဟာလည်းတခြားဒေသတွေတက်ပိုများတာကိုတွေ့ရတယ်။ဒါကြောင့်နာဂဒေသမှာကုန်စည်နှုန်းတွေမြင့်တက်နေတတ်တယ်။တခါတရံဒေသအတွင်းပဋိပက္ခတွေကြောင့်လုံခြုံရေးအရသွားရေးလာရေးခက်ခဲတာတွေလည်းရှိနိုင်ပါတယ်။သွားလို့ရတဲ့နေရာရှိရရန်ကုန်ကနေခန်းဒီကိုလေရင်နဲ့သွားပြီးတော့ချင်းတွင်းမြစ်ကိုလေနဲ့ဖြတ်ပြီးမှစိုက်ကယ်နဲ့သွားလူအိုင်လမ်းလျှောက်ပေါ့နော်။ဒါဆိုရင်တော့ဒီနေရာတွေကိုရောက်နိုင်ပါတယ်။အခုလိုတွားရေးလာရေးခက်ခဲနေတဲ့အတွက်နာဂဒေသရဲ့တဘာဝအလားအပတွေနဲ့ထူးခြားတဲ့ယဉ်ကျေးမှုတွေဟာလူအများစုနဲ့အလံဝဲနေစေပဲဖြစ်ပါတယ်